တွေ့သမွေးကြီးတော့ညနေမှာပေါ့မင်းငွေရရွာကိုပြန်လာအောင်မလားအောင်မြင်တဲ့တနေ့တို့ရောတလေးကိုမင်းမမေ့ပါဘူးဆိုအခုတော့မြို့ကြီးသူလိုဘဝမိကနေချိုးပြောင်းတော့ရွာချောင်းလည်းမင်းမသိချင်ဘူးဆိုခန်းနဲ့အင်အားကောင်းတာနေနဲ့ငါခေါ်စားခဲ့ညောင်ညိုရိတ်လောက်အေးလို့လားဟဲ့အော်နေတို့မြို့မှာလေးခွဲတိုက်ခန်းနဲ့အင်အားကောင်းတာနေနဲ့ငါခေါ်စားခဲ့ညောင်ညိုရိတ်လောက်အေးလို့လားဟဲ့လဲလမ်းကြောင်းဘုံတူတူအညာလေးလာမှပြောစရာကွယ်